chị nhưng mà cháu suy bỏ nó suy tu trên lâu này là bây giờ nhưng mà chị lý à với chị để chiều ở đâu mới chi chị lâu mới và lâu ya này bên tây ya này bên thong ya này lâu này là dùng là cái ya chị ta là dùng là mà chị về từ cái ya bà này sẽ nghe gì nó anh chị nghe bên mình là cái mong cái ấy cả tống xe này mà sau cái nhà chị thay thì nó tất cả biết mà về bây giờ mua bà cô đã sẽ mà có điều nó đây tống sát sau cái nhà chị thay nó mong thay ấy à nhưng mà chắc người này càng sang bị bên nàyอยู่เลยส่วนเสียแต่มีตัวปีเด็ดเนาะဒီလောကတရဝေလည်းမဟုတ်ဘူးဒါတမင်ကြားဖြတ်ဘယ်လောက်ရလဲတွက်ပေးပါလို့ပြောယူကြားဖြတ်နေလက်ကွက်ပဲဘယ်လောက်ရလဲတွက်ပေးထားရနော်ရှင်နော်တွက်ပေးထားပါလေရှင်နော်ကောင်းမရေးဒါလေးဆိုလို့ရှိရင်မောင်ထိုင်ရဲ့အိတ်လေးပါ36ဂရမ်မြန်မာကျပ်ငွေနဲ့ဆိုလို့ရှိရင်300နဲ့မှ8သိန်းပါရှင်နော်အဲ့ဒါလေးကတကယ်လို့မောင်လေးကမြန်မာကျပ်ငွေနဲ့ယူမှာဆိုလို့ရှိရင် KB ဝေးပေးနေတော့ထုတ်ယူလို့မရဘူးပေါ့နော်တကယ်လို့KBZ special ရှိတယ်ဆိုရင်တော့အဆင်ပြေမကြည့်ကြပါဗျာလူလေးတွေလည်းတော့ထွက်ညက်ခဲ့လိုက်တာတော့တကယ်လူတွေယုံတွင်း KBZ special တို့ဒီ CD ဘန်တို့ရိုးမဘန်တို့ A1A တို့နော်မကြည့်လိုက်50ပဲ50ပဲအထွက်ရတော့လေနော်အဲ့ဒါကြောင့်မလို့ပါရှင်ကြည့်လိုက်စခွေ6လည်းတစ်ချက်ရိုက်ပြီးနော်မောင်ထိုင်တက်ပြကြည့်လိုက်ဒါတော့ auto line တော့ကျွန်တော်လက်တွေ့ပြမယ်ဒါလူလိန်နေတာအကောင့်စင်ဟုတ်ပြီဒါဆိုအခုအမုန်းဆက်တာတစ်ချက်ရဲ့အိတ်လေးဆေးပေးမယ်ရှင်နော်အမုန်းဆက်တာတစ်ချက်ရဲ့အိတ်လေးဆေးပေးပါမယ်အဲ့ဒီကချင်းနေပဲဒါမန်နေဂျာဒီတိုင်းပဲတော့တောင်းတာရှိတယ်အဲ့ဒါကန်ဆန်းထားတဲ့ထဲမှာဘလုံးနေထားပြီးတော့ခွန်ရေပေါ့နော်ရှာလိုက်အောင်ပဲဗျာတဲ့ဟုတ်ကဲ့ပါတဲ့နော်တကယ်လို့ငွေထုတ်လို့အဆင်ပြေပြီဆိုလို့ရှိရင်လာခဲ့ပြီနော်နေရာမှာဒီလူကတစ်ခုမှမရှိပြမစင်ကြမှာစပွေချောက်လေးတစ်ချက်ပို့ထားပေးပြီးပြီဆိုရင်ကိုယ့်ရဲ့ဘန်လေးရဲ့ကိုယ့်ရဲ့နော်အဲ့ဒီဘန်ရဲ့နာမည်ပေါ့နော်နာမည်ရဲ့ပြီးပြီဆိုရင်ဖုန်းနံပါတ်ရဲ့ပို့ထားပေးပါရှင်နော်တကယ်ပြောတာဒါချင်းတကယ်ပျော်နေပြီတဲ့ငွေထုတ်ပြီးပြန်လာပြီးပြီဆိုလို့ရှိရင်လိုက်တဲ့ခဲ့ပါနော်အခုကနောက်ထပ်အမိုးဆယ်သားအပြုံးတစ်ချက်ရဲ့အိတ်လေးဆေးပေးမယ်သူကကြတော့ဗာအိတ်လေးကန်ဆန်းတာလဲဆိုအစိမ်းအိတ်လေးကန်ဆန်းတာပါတယ်နော်ဒါသူတို့အိတ်လေးကန်ဆန်းတာသူတို့ကြားဖြတ်နေတော့ပေးပါမယ်ဒီဘူးမှာကြားဖြတ်တဲ့ကလူကြီးကျင်းထဲတော့မယ်စီရောဒီမှာ comment သွားရေးဒီပေးမှာဘယ်နှစ်ရောက်10ရောက်20 comment ရေးစတိုက်ရေးကောင်းတယ်ငွေလွှဲပြီးငွေလွှဲပြီးတော့ငွေပေါက်သွားပြီရတယ်ဘယ်လောက်ရလိုက်တယ်အဲ့တော့ပြီးနော်တဲ့အိတ်ကနဲ့အိတ်ပါနော်တိပါတော့ကြောက်ပြောပြနားလည်မှာပါဒါလည်းကြားဖြတ်နေဒါလည်းဒါအကောက်စင်လုံးဝမဟုတ်ဒါအကောက်တူတွေဒီပါကြားဖြတ်နေမကြည့်ကြောက်ပြမကြည့်ပြီးဆိုလို့ရှိရင်လိုက်ထဲကိုပြန်လာခဲ့ပါနော်အခုကနောက်ထပ်အမုန်းဆယ်သားအပြုံးတစ်ချက်ရဲ့အိတ်လေးဆေးပေးမယ်သူကကြတော့ဗာအိတ်လေးကန်ဆန်းတာအဲ့လဲဆိုအစိမ်းအိတ်လေးကန်ဆန်းတာပဲအိတ်ကကျော်ရွှေဒီပိုင်းလောက်တဲ့လောက်ကလူလေး400ပဲရှိတယ်တက်ကြည့်ကျတာတော့မပြောတော့ဘူးတော့400ပဲရှိတယ်အဲ့ကလေးစဉ်းစားကြည့်တော့ဒီလောက်ကဒီလောက်ကမှန်ကန်လားမမှန်ကန်ဘူးဆိုတော့ဓမင်းစားကြည့်တဲ့လူတိုင်းသိတယ်နော်မှန်ကန်လားမမှန်ကန်ဘူးဓမင်းစားကြည့်တော့သိတယ်ဒီမှာအိတ်က9000ဘတ်လွှဲလိုက်လို့ရလာတဲ့ရွှေလေးတွေကိုတကရန်ကို3000ဘတ်နဲ့ပြန်တွက်ပေးတယ်နော်ဒီထဲမှာရွှေထဲတယ်သူ့ဘက်ထဲမှာသူ့ဘက်ထဲမှာသူ့ဘက်တွက်ပေးပါတယ်လူလိမ်မှာသူ့ဘက်နဲ့ကန်ဆန်းလာလို့ထိုင်းဘက်နဲ့ယူမယ်ဆိုလို့ရှိရင်ဒီလိုအိမ်နဲ့ထည့်ပြီးရွှေတကရန်ကို3000ဘတ်နဲ့တွက်ပေးတယ်တကယ်လို့မြန်မာကျပ်ငွေနဲ့ကန်ဆန်းလာလို့ပေါက်သွားတယ်ဆိုလို့ရှိရင်ညီမတို့ဘက်ကနေရွှေရှာတဲ့စိတ်ရှာတဲ့ဇာတ်ဖြစ်နေတယ်960ပဲတွက်ပေးတယ်နော်တော်လွှဲနေရတော့ညီမလေးတဲ့ခဏဆောင်ပေးတော့ဟုတ်ကဲ့ပါတဲ့ရေတော့ရေသိရင်နော်ပြောနေတာဘာမဟုတ်သူ့လိုနဲ့သူကြည့်ဘကိုးသားဒီမှာအမုန်းဆယ်သားအပြုံးတစ်ချက်ရဲ့အိတ်လေးကြည့်သူ့လိုနဲ့သူကြည့်အမုန်းဆယ်သားအပြုံးတစ်ချက်ရဲ့အိတ်လေးဆေးပေးမယ်ရှင်နော်ရှိလားနော်လိုင်းထဲမှာရှိလားရှင်နော်လိုက်ထဲမှာရှိလားယုံကြည်အောင်လုပ်ပြီးချင်းထဲတာလက်ကုန်ပါနော်ပြီးတော့မယ်နော်ဒီကလေးကိုတော့ပြမယ်ကြည့်တာဒီပေါက်ဗလာကြမှာလဲကြောက်တယ်ဆိုလို့ရှိရင်အဝါအိတ်လေးကဆန်းစီနေနော်အဝါအိတ်လေးဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်အဝါအိတ်ကသူကပါလာတဲ့ရွှေလေးက30ဘိုးလောက်မှမရအောင်ဆိုလို့ရှိရင်ပြန်တော့တပောက်ကကြောက်စရာကြီးဘာပြန်ငွေဝင်ပြီးလွှဲပြီးစုံးပြီးပဲဘလော့ပြီးပြေးတာပဲဘယ်သူကပေးမလဲပြန်ငွေယူနေလားချီစားပြီးပြောတော့မယုံရဲ့စကားယူနေလားဒီကွန်မန့်ရေးတာလေသူတို့လူတွေပဲเนาะသူများပုံတွေခိုးထားတဲ့ပရိုဘိုင်အစင်မဟုတ်ဘူးကောက်ဖွင့်တော့မယ်နော်ဒီပဲအကုန်လုံးကကြည့်ကောက်တူတွေပဲဒါအကောက်စင်မဟုတ်ဘူးဥမာသူတို့လူတစ်ဖွဲ့ချင်းပြန်ထည့်နေတာအကုန်လုံးမကြည့်
ဒီလူတွေမြန်မာတွေပဲဒါမှဒီ ကဲ လူ အ တွေက စိမ်းအိတ်လေးဖွင့်တော့မယ်ရှင်ဒါအမိုးဆယ်တာအပြုံးတစ်ချက်ရဲ့အိတ်ပါနော် ဒါသူကောက်ကောက်ဆောင်းတော့သူများကိုချင်းထဲနေရလို့ကြည့်ဒီရှူဖျားတယ်အဲ့လိုတခါမှမတွေ့ဘူးတကယ်ကမ္ဘာဒီတဲ့အစင်သားလောက်တာတဲ့နိုင်ငံကြီး ညီ တော့ မ ဒီလိုမရှာ တက်ဝ ဘူး င် ရွှေ နေဆိုရင်ရောတအိတ်ဘယ်လောက်လဲမြန်မာတက်ဝင်ဆိုအနီက9သိန်းအစိမ်းက10သိန်းအဝါကသိန်း20ပါနော်တိတ် ချို့လူချင်းမိသွားတယ်အဲ့ဒါဒီချက်ကြီးကြီးငါတည်ဒါလူလိန်ရွာလူညာလေဆိုတည်ရကြည့်အောင်လေလူ အ ကြီး စိမ်းအိတ်က 400 ခိုင်းမနဲ့1000တော့ညီမ 400ထောင်လောက်မပြည့်တဲ့လူကဒီတိန်ကနန်းတိန်ဆယ်ကနေရွှေရှာတဲ့လောက်ကိုလောက်တယ်ဆိုစဉ်းစားကြည့်ပေါ့နော်လိုက်လွှင့်တာတော့ဒါမျက်နှာလည်းမပြရဲဘူးသူတို့မျက်နှာမပြရဲဘူးသူတို့ဒီလားအဲ့ဒါမျက်နှာမပြရဲဘူးသူတို့အဲ့လိုဟိုဟာကွယ်လိုက်ဒီဟာကွယ်လိုက် အစိမ်းအိတ်လေးဆေးပေးနေ ခင်တော့အော်နေကြတာကြီး တအိတ်လက်ဆောင်ရမယ်နော်လူသစ်ဆိုရင်တအိတ်ဝယ်တအိတ်လက်ဆောင်ရမယ် ဒီရွယ်ရမယ်တအိတ်လက်ဆောင် တအိတ်ဝယ်တအိတ်လက်ဆောင်ပေးလိုက်တာ ခင်ခန်းလေး အဲ့ဒါဒီနေ့ customer လေးတွေကသူတို့ကကြတော့တအိတ်ဝယ်တအိတ်လက်ဆောင်မ ဖင်ခန်းလေးဒီလိုဖင်ရတယ်လားဒီလားဖင်ရတယ်ဖင်ရကုတ်ပြရမလား အဲ့လိုမျိုးဖြစ်မှာဆိုလို့နော်လူသစ်ဆိုတာလည်းတအိတ်ဝယ်တအိတ်လက်ဆောင်ပေးပါတယ်နော်တအိတ်ဝယ်တအိတ်လက်ဆောင်လိုချင်တယ်ဆိုလို့ရှိရင် ပြောတစ်ချက်ကောက်တည်ပဲရမယ်တော့ဒီဘောကတော့ကြောက်စရာကြီး ဆန်းလို့ရပါတယ်ရှင်နော် ဒီရွေးထော်တော့ဗာရွေးထော်ကြည့်ညီကြီးထဲမှာအဲ့လောက်ထွက်ရင်တော့သူတို့ပဲလောက်တော့မှာပေါ့တကယ်ရွှေစဲအဲ့လိုထွက်နေလို့ကတော့မင်းတနေ့ကိုတွက်ကြည့်မင်းတထေးပေါ့အဲ့လောက်ထွက်နေဟုတ်တော့တနေ့တိုင်းကိုအဲ့လောက်ရနေရင်ဆိုရင်အဲ့ရွှေပမာဏဆိုတကယ်ချိန်ဘယ်လောက်ရပြီစဉ်းစားကြည့်ပေါ့အဲ့ရွှေတော့စဉ်းစားအတူလားဆိုပြီးသုံးတကြည့်တော့ဒီတော့ကြည့်တော့ဒီတော့ကြည့်တဲ့ရွှေလက်ကြည့်အဲ့ဒါတော့တကယ်သူတို့လှုပ်ဆက်တွေတကယ်လှုပ်ဆက်ပြီးရင်မလောက်တာကြည့်ရွှေတော့ပေါ့ဒါအတူတွေပဲဒီလုံးကအစစ်ပေါ့ဒါအတူတွေပဲနော်ကြည့်ရှားနေကြည့်ဟောတူတော့ချင်းထဲတယ်တကယ်ချင်းထဲတယ်လို့တူတယ်ကိုလိုမျိုးချင်းကိုနောက်ကြောဒါနဲ့ထိုးရခေါ်တော့ကိုလိုမျိုးချင်းကိုချင်းတဲ့ခါတကယ်တော်ကထပ်ဖို့ကောင်းတော့ကြည့် ကဲရှာလာပြီးရနော်ဒါကအစိမ်းအိတ်ကန်ဆန်းထားတဲ့အမုန်းဆယ်တာအပြုံးတစ်ချက်ရဲ့အိတ်လေးနော် ဘယံပတာနော်တကယ်ဘယံပတာလေးဒါတွေကတကယ်မဖြစ်နိုင်တဲ့ကိစ္စတွေ ဟုတ်အများကြီးပဲနော်ဒီမှာကြည့်ဒါကကြတော့ခုနကတော့ကန်ဆန်းထားတဲ့အမုန်းဆယ်တာအပြုံးတစ်ချက်ရဲ့အိတ်လေးကိုရှာပေးနေရပဲဖြစ်ပါတယ်ရှင်နော် ကဲဘယံ သူ ပ ကအ တာ စိမ်းအိတ်လေးကန်ဆန်းထားတဲ့အထဲမှာနော်အစိမ်းအိတ်လေးရရှိထားတဲ့ခရံဆိုလို့ရှိရင်ခဏနေချိန်ပြပေးမယ်နော် ဂျင်းနေမိတ်တလင်နေကြီးအကွက်တွေဒီပဲရမယ်လူတွေဘလို့မျက်လည်ရမလဲဆိုတော့ကြည့်လူတွေဘလို့မျိုးလင်ရမလဲဘယ်လိုမျိုးကြာရမလဲဆိုသူ့အဖေတယောက်တည်းသူ့အမေလင်သူ့လင်တယောက်တည်းနဲ့ပေါင်ပြီးတော့ပြည်သူတွေဂျင်းထဲနေတာဒီလားဂျင်းနေလိုက်ထဲနေကြည့်ယူနေတာမင်းတို့ရွှေအဲ့လောက်ရပြီဆိုမင်းတို့ဒီလိုလုံးမလားမင်းတို့ရောင်းစားတော့မှာပေါ့ရွှေစည်းလောက်ကောင်းတယ်ကြည့်ရွှေတွေပလဲလို့ဟိုးတကယ်ချီတော့ကွာတကယ်အော်လို့မဆိုတကယ်ချီတော့မယ်တော့ကြည့်အဲ့ဒါရွှေတုံးနဲ့စဉ်းစားကြည့်ပြတကယ်စဉ်းစားကြည့်အဲ့ဒါရွှေတုံးဆိုချမ်းသာပြီပေါ့ဗျခုဆိုရွှေစည်းက6000 9000ရှိနေဘန်းငွေနဲ့ဆိုရင်ဟိုးယူနေလားဒီလောက်ပဲလောက်တော့မှာတော့ဒီလားဒီလိုလိုက်လွှင့်ပြီးအာညာဘာလို့တော့မှာတော့ကိုအောင်မရောင်းစားတော့မှာပေါ့ထုတ်ပြီးတော့ဟုတ်တယ်မလားတကယ်ချီတော့ပဲတကယ်ချီတော့ကွာကြည်စမ်းကောမန်ရေးတဲ့လူတွေအားလုံးကပေါက်တဲ့ရော်တယ်ဆိုတာသူ့လူတွေပဲတခြားလူမဟုတ်ဘူးတာမန်လူမဟုတ်ဘူးဒါသူ့တစ်ဖွဲတည်းပဲကြားဖြတ်တစ်ဖွဲတည်းပဲပြီးနောက်မှာဖုန်းတွေအများကြီးတော့ဝိုင်းပြီးရေးနေတာကောမန်တွေပေးနေတာဒီလားဒါသူ့လူတွေပဲဒါတွေကတစ်ဖွဲတည်းပဲနော်လူလိန်တစ်ဖွဲတည်းပဲဒါလူတွေတစ်ဖွဲ့တည်းပဲမှတ်တာဒါသူ့လူတွေအောက်ထပ်ဝင်ကြည့်တဲ့10ရောက်40ရောက်1000မပြည့်ဘူးကျန်တာမပြောနဲ့အဲ့ကဲလား90လား92လားစဉ်းစားကြည့်လိုက်ပေါ့နော်ကြည့်ဟိုးတော်ဆူဆူနော်လူတွေများလိမ့်နေကြည့်တကယ်တော့အဲ့ဒါရွှေအစစ်ဆိုတော့မင်းဒီလုံးဆရာမလို့ကွာရှင်းပြောရင်အဲ့ရွှေနဲ့ချမ်းသာနေတနေ့ကိုဘီလီယံချီပြီးတတိ
ကဘာမှာတထေးအကြီးဆုံးဖြစ်တယ်ကွာစဉ်းစားကြည့်အဲ့ဒါရွှေဆိုအစစ်ဆိုရင်ပြောတာနော်သူတို့အစစ်မို့လို့အဲ့လိုလုပ်နေရတော့အစစ်ဆိုရင်တော့ပြောမိတော့လေအချင်းတွေထဲနေကြည့်ပါဦးတကယ်ပါကြည့်လို့တကယ်ယုံကြည်အောင်လုပ်နေတော့တကယ်အော်ရတော့ကြည့်ရွှေသားဒီကတော့မြင်ရတဲ့ကြည့် လေးပြလေးမားတယ်ပကံကြည့်နေပကံမဟုတ်မရှာတဲ့နေရာမှာလွတ်သွားမှာဆိုလို့နော်ရှာတဲ့နေရာလွတ်သွားမှာဆိုလို့အကြောင်းမမြင်ရမှာဆိုလို့ဒီမျိုးရှာတဲ့ဒီနေရာကိုမမြင်ရမှာဆိုလို့အကြောင်းမလို့ချင်းနေမိတ်တလင်းနေကြည့်ကျုပ်ကအဲ့ရှိအားနေတာကြည့်သူများငွေနဲ့ပြီးဆိုလို့ရှိရင်တဲ့ပြည်စာပို့ပေးသူများစီကနေလွယ်ရတာမလို့ရပါတယ်တဲ့ရင်နော်ပြည်စာကတော့လူတိုင်းကိုပို့ပေးတယ်နော်ပြည်စာလူတိုင်းကိုပို့ပေးတယ်ငွေလွယ်ပြီးတိုင်းကိုပို့ပေးပါတယ်ရှင်တဲ့ရင်နော်ချင်းနေမိတ်တလင်းနေကြည့်ချင်းနေမိတ်တလင်းနေကြည့်ချင်းနေမိတ်တလင်းနေကြည့်ဒီလိုကြပါကွာရွှေကိုအိတ်ချက်ထဲပြီးတော်ပြီးပြန်ရှာတာတခါမတွေ့ဘူးငါဘွားနဲ့ခန္ဓာကိုဒီတက်ကဒါလေးတစ်ချက်ချိန်ပြမယ်ရှင်တဲ့တို့ရင်တော့ဒါကကြတော့အမတို့ရွှေဆက်လာရွှေဒူလာမင်းတို့ရွှေလေးကကြတော့ခုနကတော့ကန်ဆန်းထားတဲ့အမုန်းဆက်သားပြုံးတစ်ချက်ရထားတဲ့ရွှေလေးတွေကိုချိန်ပြပေးမယ်နော်တဲ့တို့ရင်နော်တက္ကရာကိုအမတို့ကသူကထိုင်းဘက်ဝင်နေကန်ဆန်းထားတာဆိုတော့တက္ကရာကိုအမတို့ကဘတ်3000နဲ့ပြန်ဝယ်ပေးတယ်နော်တက္ကရာကိုဘတ်3000နဲ့ပြန်ဝယ်ပေးတယ်ရှင်သူမင်းနေတရုတ်တွေနဲ့ပေါင်းပြီးမြန်မာတက်ဝင်နေကန်ဆန်းထားလို့ဘတ်ဝင်နေယူမယ်ဆိုလို့ရှိရင်တက္ကရာကိုအမတို့ဘက်ကနေ960နဲ့ပဲတွက်ပေးတယ်နော်အဲ့ဒါကိုကန်ဆန်းထားတဲ့ဟိုနဲ့မတူဘူးပေါ့နော်ကိုကန်ဆန်းထားတဲ့ပတ်စံနဲ့မတူလို့လေနော်အမုန်းဆက်တာပြုံးတစ်ချက်ရဲ့ပတ်စံကကြသူကထိုင်းဘက်နဲ့ကန်ဆန်းတာတကယ်လို့မြန်မာချက်ငွေနဲ့ယူမယ်ဆိုလို့ရှိရင်တက္ကရာကို3သိန်းပဲထိုင်းဘက်ငွေနဲ့ပြန်ယူမယ်ဆိုလို့ရှိရင်ထိုင်းဘက်ငွေကန်ဆန်းထားလို့ထိုင်းဘက်ငွေနဲ့ဆို3သိန်းနဲ့တွက်ပေးပါတယ်3သိန်းရပြီ3000ဘတ်နဲ့တွက်ပေးရနော်တအိတ်ရဲ့ဈေးနှုန်းလေးကဘယ်လောက်ရှိလဲဗျာတဲ့ဈေးနှုန်းလေးပြောပြပါလားပြောပြမယ်နော်တဲ့ရင်အနီအိတ်ကကြတော့ तू ကဗလာပိုင်ပြန်ငွေတော့မရှိဘူးပေါ့နော်အနီအိတ်ကကြတော့ तू ကတအိတ်ကိုဘတ်နဲ့ဆိုရင်9000sorry ဘတ်နဲ့9000ပြောဘတ်နဲ့ဆိုရင်9000အနီအိတ်တအိတ်ကိုထိုင်းဘတ်နဲ့ဆိုရင်9000တကယ်လို့မြန်မာကျပ်ငွေနဲ့ဆိုရင်9သိန်းပါတဲ့ရင်နော်ဟိုမှာကြည့်တစ်ချက်သားကြတော့133ရတယ်နော်133 gram ရတယ်နော်ကဲဟိုမှာရေးထားပြီးတယ်နော်အနီတအိတ်ကိုဆိုလို့ရှိရင်9သိန်းပါရှင်အစိမ်းတအိတ်ကို10သိန်းအဝါအိတ်တအိတ်ကို30ပါနော်တကယ်လို့ကြားဖြန်လုံးနေကြားဖြန်နေငွေနဲ့ကန်ဆန်းမယ်ဆိုအနီတအိတ်ကိုဘတ်9000အစိမ်းတအိတ်ကိုဘတ်1000အဝါအိတ်တအိတ်ကိုဘတ်2000ပါရှင်နော်ကိုကန်ဆန်းလိုက်တဲ့အိတ်ထဲမှာရွှေလေးတွေပါလာတယ်ဆိုလို့ရှိရင်ညီမတို့ဘက်ကနေပြီးတော့သွားပြီးငွေလွှဲလိုက်သေးတယ်တက္ကရာကိုထိုင်းဘတ်နဲ့ဆိုရင်3000ဘတ်နဲ့ဝယ်ပေးတယ်မြန်မာကျပ်ငွေနဲ့ဆိုရင်3သိန်းနဲ့ပြန်ဝယ်ပေးတယ်ရှင်နော်အနီအိတ်ကကြတော့ဗလာပိုင်ပြန်ငွေမရှိဘူးအစိမ်းအိတ်ကနေစပြီးတော့ဗလာပါတယ်ဆိုလို့ရှိရင်ပြန်ငွေလေးရှိပါတယ်ရှင်နော်အစိမ်းလေးကန်ဆန်းလိုက်တယ်ဗလာလေးကြာသွားတယ်ဆိုလို့ရှိရင်ပြန်ငွေကထိုင်းမနဲ့ဆို1000ဝယ်ရမယ်ဒီမှာကျပ်ငွေနဲ့ဆို15သိန်းရမယ်ပေါ့နော်လုံးဝရှိမပါတဲ့ဟာလည်းဗလာလည်းမကြချင်ဘူးပါလာတဲ့ရွှေလေးတွေကလည်း guarantee ပြည့်ချင်တယ်ဆိုလို့ရှိရင်အဝါအိတ်ကန်ဆန်းအဝါအိတ်ကန်ဆန်းတော့သူကထမင်းစားပြီးကြည့်လိုက်စဉ်းစားလို့ရှိရင်သူကဗလာပါသွားတယ်ဆိုလို့ရှိရင်ညီမတို့ရလာတဲ့ရွှေလေးကလည်း30ဘူးလောက်ချီစားပြီးကြည့်ရင်တော့ပြောမတတ်ဘူးဘူးလောက်မရဘူးဆိုလို့ရှိရင်ညီမတို့ဘက်ကနေပြီးတော့အဲ့ဒီရဲ့ရွှေလေးတွေကိုယူထားပြီးတော့ပြန်ငွေ2ဆသိန်း40ပြန်ပေးပါမယ်နော်လောက်ကွကျောင်းစီရဒီရင်သိန်းကလွဲလိုက်ပြီးဟုတ်ပြီရှင်နော်ဒါ133ရရယ်နော်ခုနကငါတဲလေးက133 gram ရတယ်နော်ကိုလူမျိုးချင်းကိုချင်းထဲတာတော့ခံရခက်တာမရှိဘူးတိလားခရမယုံသူတို့ကွန်မန့်မှာသွားကြည့်လိုက်အဲအကောင့်တွေလုံးထောက်ကြည့်လိုက်လူကြီး1000မပြည့်ဘူးတိလားဥမာမနေ့တည်းမှဖွင့်ထားတဲ့နေရာ30 40 50 300အဲ့လောက်တွေပဲနော်133 gram ရတယ်နော်အကောင့်တူတွေပုံနေကသူတို့ပုံမဟုတ်ဘူးမနေ့က line ဝါယူပြီးတော့ရှောက်ဖွင့်အဲ့လိုမျိုး3ဆိုထိုင်းဘတ်နဲ့တွက်ပေးမယ်တကယ်ကိုဘတ်3000နဲ့တွက်ပေးတဲ့တဲ့နော်ဒါဆိုရင်3သိန်း3900ရရှိထားတယ်နော်အခုအဲ့အမုန်းဆက်တကယ်ချီတုတ်တယ်နော်တကယ်ယူရယူရရှိထားတယ်ရှင်နော်3သိန်း3900ယူလာလို့မင်းခုချိန်3သိန်း3900ဘတ်ကိုဗန်နဲ့ထဲအဲ့ဗန်တန်းတော့ဗန်ပလိုက်ဘူးနော်ထိုင်းဘတ်နဲ့ယူမယ်ဆိုလို့ရှိရင်အခု K plus SCB ခွန်ထိုင်း TTB CI ထိုင်းကာစီကိုငါနေပြီးတော့ထုတ်ယူလို့ရတယ်ထုတ်ယူရတယ်ပုံမှန်ဆိုအရင်တော့ကလေငွေထုတ်ထားတဲ့ဧည့်သည်လေးတွေဆိုလို့ရှိရင်သူတို့ဘန်လေးက limit ရှိတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဘတ်2သိန်းမထည့်လို့ရတာမျိုးတွေလည်းရှိတယ်တဲ့နော်တချို့ကြတော့လည်းဘတ်9000အဝင်ပဲရတယ်တချို့ကြတော့လည်းသူတို့ကအထက်ဆိုလည်းအဲ့လောက်ပဲရတယ်လို့ပြောလို့လေကိုလွယ်မဲ့ဘန်ပေါ့နော်ပြောမှဆိုကိုလွယ်ရမဲ့ဘန်လေးက limit ရှိတယ်ဆိုလို့ရှိရင်ချို့ဆိုဘတ်4သိန်းအဲ့လောက်ပေါ့နော်သူတို့သုံးတဲ့ပမာဏပေါ်မူတည်ပြီးတော့limit ရှိရလို့ပြောတယ်အဲကြောင့်မို့ကိုကလေဒီဘန်ကိုဒီဘန်နဲ့ပတ်စံတစ်လောက်ထည့်မယ်ဆိုလို့ရှိရင်နော်အဲ့ဒီဘန်အတိအကျပြောမင်းနော်ခါနေကြအမတို့ဒီဘက်ကနေလွယ်လိုက်တယ်
နော် limit လေးပြည့်သွားတယ်ဆိုလို့ရှိရင်လေအမတို့ဘက်ကနေခဏလေးlimit ပြည့်သွားတယ်ဆိုလို့ရှိရင်အမကိုပြောလာမှာဆိုလို့အမတို့ကနော်အမတို့ထည့်လိုက်တဲ့ပတ်စံကအဲ့လိုမျိုးဘန်လေးပြတ်သွားတာတို့ဘာလို့ရှိရဆိုအမတို့တာဝန်မြူပေးဦးနော်ဒါကကိုယ့်ရဲ့ဘန်လေးပေါ့နော်ကိုယ့်ဘန်ကကိုယ့်ဘန်ကကြတော့စိတ်ချရတဲ့ဘန်လေးဖြစ်ရမယ်အဲ့ဒါကြောင့်မလို့တဝက်စီလည်းထုတ်လို့ရတယ်အပြည့်မထုတ်ချင်ဘူးဆိုလို့ရှိရင်တဝက်ထုတ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးထုတ်လို့ရပါတယ်ရှင်နော်ကိုလည်းကန်ကောင်းချင်တယ်တဲ့ရင်သိန်းကရောက်ထားရနော်ပတ်စံရောက်ထားရနော်ရင်သိန်းကဂျင်းနေကသူ့လူတွေပဲတမန်လို့မဟုတ်တာဒါသူ့လူချင်းပဲသူဂျင်းပြတ်ထဲနေတာအဲကောမန်ရေးတဲ့လူတွေမျိုးထားတယ်သူများပုံတယ်ဗရန်နေတာပါဟုတ်မမဒီအမောင်းဆက်တာပြောတစ်ချက်ရေနော် screenshot လေးတစ်ချက်ရိုက်ပေးပြီးပြီဆိုအမောင်းရင်သိန်းရဲ့အဲ့လေးဆေးပေးမယ်အမောင်းဆက်တာပြောတစ်ချက် screenshot ရိုက်ပြီးဆိုရိုက်ပြီးတစ်ချက်ပြောပေးနော်တကယ်ကြားဖြတ်နေနော်ဒါကောက်တူတွေကီလိုဘာလို့မပြကီလိုပြ